အစိုးရအဖွဲ့ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီးဝေဖန်မှုတွေအားမလို့အပြတ်မှုတွေရှိတယ်ဆိုတာကျွန်တော်တို့သိထားပါတယ်ကျွန်တော်တို့လည်းများပြားဆုံးတဲ့လူမျိုးပေါင်းစုံဒေသပေါင်းစုံအဖွဲ့အစည်းပေါင်းစုံကိုလက်တွေ့ကြဆွေးစုပြီးအရှိမကတိကိုအခြေခံပြီးပြုပြင်ပြောင်းလဲရေးလုပ်ရတာဖြစ်တဲ့ကြောင့်အကန့်အသတ်တွေရှိပါတယ်ဒေါ်အောင်ဆန်းစုကြည်ကိုမေ့နေကြတယ်ကျွန်တော်လိုက်မေ့ကြည့်ဒေါ်အောင်ဆန်းစုကြည်မေ့နေကြတယ်အားလုံးကမရှိတော့ဒေါ်အောင်ဆန်းစုကြည်ကသူတို့ရဲ့စိတ်ထဲမှာမရှိတော့ပြည်သူတွေအားတဲ့ဒေါ်အောင်ဆန်းစုကြည်ကိုမေ့သွားပြီတဲ့ဟာအခုကသူပြောသွားတယ်ပြည်သူတွေကဒေါ်အောင်ဆန်းစုကြည်ကိုမေ့သွားပြီတဲ့ကိုကျော်စိုးရဲ့ခပြားနဲ့လေဘာပြောအောင်သူမိဘပြည်သူအားလုံးမင်္ဂလာပါအဲ့ဒီနေ့မှာကြိုဆိုပါတယ်ဒီနေ့ဒီဇင်ဘာလ19ရက်နေ့မှာရရှိတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အရင်ဆုံးသတင်းကတော့ကျွန်တော်ဝမ်းသာစရာသတင်းကောင်းပေါ့နော်မန္တလေးတိုင်းဘိုးဘုံမြို့နယ်မှာရှိတဲ့အကျန်းဖတ်စစ်တပ်တက်ဆွဲထားတဲ့ဒူဟာကုန်းအနီးကလဲကျောင်းပေါ်သို့တော်လှန်ရေးတပ်ပေါင်းစုတွေကဒရုန်းဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းဒေသခံတော်လှန်ရေးရင်းမြစ်ကပြောပါတယ်ရှင်နေ့ဒီဇင်ဘာ19ရက်နေ့မိုးလွယ်7:40ဝန်းကျင်တော်လှန်ရေးတပ်ပေါင်းစုကဒရုန်းဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းယနေ့မနက်ခင်းအစောပိုင်းတွင်အထက်က4ကျောင်းဝင်းတဲ့အထိတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကိုဒရုန်းနဲ့ရှော့လိုက်ဒုံးနဲ့ပစ်ခတ်လိုက်ကြောင်းသိရပါတယ်ကျွန်တော်တို့တဲ့သတင်းတစ်ပုဒ်ကတော့ KNU ကထုတ်ပြန်တဲ့သတင်းပေါ့နော်ကြားဖြတ်ကိစ္စနဲ့ပတ်သက်ပြီးတော့အမေရိကန်အောက်လွှတ်တော်ရဲ့မြန်မာအရေးဆွေးနွေးပွဲကြားဖြတ်တိုက်ခိုက်ရေးအတွက်အမေရိကန်ပါဝင်ကနိုင်ငံတကာပူးပေါင်းဆောင်ရွက်ပေးရ KNU ကဖိတ်ခေါ်လိုက်ဒါတော့ဝန်တာစရာသတင်းကောင်းပဲမျိုးဒီကောင်လေးကိုမြန်နှိမ်နှင်းမှရအမေရိကန်လွှတ်တော်တွင်ပြုလုပ်မဲ့မြန်မာအရေးဆွေးနွေးပွဲတွင်ကြားဖြတ်တိုက်ဖြတ်ရေးအမေရိကန်ပါဝင်နိုင်ငံတကာပူးပေါင်းပါဝင်ရန် KNU ဗဟိုအလုပ်မှုဆောင်ပြောရေးဆိုခွင့်ရှိသူပရိုစောတော်နီကပြောဆိုလိုက်ပါတယ် CPD ကတော့ဒါ NUG အစိုးရရဲ့ယာယီသမ္မတကြီးဒူဝါလာရှိလာရဲ့မိန့်ခွန်းဘာတွေပြောသွားလဲနားထောင်ကြည့်မယ်လို့ကျင်းပတဲ့ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာကျွန်တော်တို့တိတ်မချခင်ကပြုလုပ်ဆောင်ရွက်ခဲ့ပြီးတဲ့မြို့သားညီညွတ်ရေးဆိုရရဲ့ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်နဲ့ဆက်လက်ပြီးကနဦးအနေနဲ့အစိုးရရဲ့ပြုပြင်ပြောင်းလဲလုပ်ငန်းစဉ်ကိုပထမခြေလှမ်းနဲ့ခဲ့ပြီးဖြစ်ပါတယ်ဒါပေမဲ့ဒါဟာပြုပြင်ပြောင်းလဲရေးရဲ့ပထမခြေလှမ်းတာဖြစ်ပြီးဆက်လက်လုပ်ဆောင်ရမယ်ပြုပြင်ပြောင်းလဲရမယ်အဆင့်အချို့ကြံရှိနေတယ်ဆိုတာပြောကြလိုပါတယ်ပြုပြင်ပြောင်းလဲရေးလုပ်ရချင်းရဲ့အချက်ကတော့ဦးမိုးချစ်ပြန်တဲ့မြို့သားညီညွတ်ရေးကိုတည်ဆောက်ဖို့နဲ့အစိုးရရဲ့စွမ်းဆောင်ရည်ကိုချစ်လက်ထရောက်စေရတဲ့ရည်ရွယ်ထားပါတယ်ဒါအပြင်တိုင်းသားတော်လှန်ရေးအဖွဲ့အစည်းကြီးတွေနဲ့ခြေချဲပြန့်ထဲမှုပူးပေါင်းမှုအတွက်ရည်ရွယ်ချက်ရှိပါတယ်ဒီလိုရည်ရွယ်ချက်တွေပြင်လက်ရှိတွေ့ကြုံဖြတ်သန်းခဲ့ပြီးဖြစ်တဲ့တော်လှန်ရေးကာလမှာဤသို့သဘောထားတဲ့အညီပြုပြင်ပြောင်းလဲတဲ့အစိုးရအဖွဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကိုလှုပ်ဆောင်ခဲ့ခြင်းပဲဖြစ်ပါတယ်အစိုးရအဖွဲ့ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီးဝေဖန်မှုတွေအားမလို့အပြတ်မှုတွေရှိတယ်ဆိုတာကျွန်တော်တို့သိထားပါတယ်ကျွန်တော်တို့လည်းများပြားဆုံးတဲ့လူမျိုးပေါင်းစုံဒေသပေါင်းစုံအဖွဲ့အစည်းပေါင်းစုံကိုလက်တွေ့ကြဆွေးစုပြီးအရှိမကတိကိုအခြေခံပြီးပြုပြင်ပြောင်းလဲရေးလုပ်ရတာဖြစ်တဲ့ကြောင့်အကန့်အသတ်တွေရှိပါတယ်အဲဒီလိုအကန့်အသတ်တွေကြားထဲမှာအလုပ်ဖြစ်အောင်လုပ်ရတယ်လို့တော်လှန်ရေးရဲ့မူလအရေးချက်ကိုလည်းတွေ့ဖယ်မသွားအောင်အထူးရုပ်ဆိုင်ပြီးလှုပ်ဆောင်ခဲ့ကြရပါတယ်လက်ရှိပြုပြင်ပြောင်းလဲရေးဟာအစိုးရအားလုံးရဲ့စိတ်ကြိုက်တော့ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်နိုင်ငံကြီးမှာလည်းအားလုံးစံသားနဲ့တစ်ထပ်တည်းကြတယ်ဆိုတာမျိုးရှိခဲ့ပါလေအများစုရဲ့စံသားနဲ့စစ်မှန်တော့ပြည်သူလူထုရဲ့စံသားနဲ့အနည်းဆုံးဖြစ်ဖို့တာအရေးကြီးဆုံးဖြစ်တယ်လို့ယူဆပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့အနေနဲ့
ပြုပြင်ပြောင်းလဲလေလုပ်ငန်းစဉ်ကိုလူထုရဲ့ထောက်ခံမှုထပ်မံရရှိအောင်အလုံးနဲ့တက်တဲ့ပြဖို့ကြိုးစားသွားမှာဖြစ်ကြောင်းပြောကြားလိုပါတယ်နောက်ထပ်ဒုတိယအနေနဲ့ပြောကြားချင်တာကတော့အကြမ်းဖက်စစ်ကော်မရှင်ရဲ့အတူအယောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအနည်းငယ်ပြောကြားလိုပါတယ်ကျွန်တော်တို့အနေနဲ့လက်ရှိတော်လှန်ရေးအင်အားစုတွေကြားမှာလက်တွဲပူးပေါင်းမှုဟာအင်မတန်မှအရေးကြီးပါတယ်အထူးသဖြင့်လူထုကိုစားပြုမှုကိုဒီဝန်မှုရှိရယူထားတဲ့လွတ်တော်ရဲ့အခမ်းကဏ္ဍဟာအင်မတန်မှအရေးကြီးပါတယ်ဒီထောင်စုလွတ်တော်ကိုစားပြုကော်မတီအနေနဲ့လေတော်လှန်ရေးအင်အားစုအချင်းချင်းလက်တွဲချုပ်ဆက်မှုကိုတဖန်အားဆိုင်မှုယနေ့ကျမပြုလုပ်တဲ့လွတ်တော်စီဝဲမှာထပ်မံပြီးတိုက်တွန်းလိုပါတယ်အခုချိန်ထိမလျှော့တော့ဆွဲလုံးလာတဲ့ဒုက္ခအမျိုးမျိုးကိုကြော်လာပြီးရင်ဆိုင်နေကြတာကိုလည်းအင်မတန်ကုန်ယူလေးစားပါတယ်မြို့သားကြီးရဲ့ဆွေးရနေနဲ့လည်း Federal Supreme Council ထိုက်ပေါ်လာတဲ့ရဲ့အတွက်အထူးအားဆိုင်နေပါတယ်စစ်ကောင်စီရဲ့အတူအယောင်ရွေးကောက်ပွဲအလုံးအခင်းအချင်းကလာမှာအကဲဆက်တဲ့နိုင်ငံရေးတင်ဖို့တွေပေါ်ထွက်လာတဲ့ချရှိတာကိုကျူတင်ပြင်ဆင်ပြီးတန်ပြန်လုပ်ဆောင်မှုလုံးလိုက်ဖို့လွတ်တော်ကိုယ်စားလှယ်တွေကိုလဲလဲနဲ့တိုက်တွန်းမြတ်တရားခံလိုပါလေကမ္ဘာနိုင်ငံရေးနဲ့နိုင်ငံတကာနိုင်ငံရေးအခြေအနေဟာကျွန်တော်တို့ချင်ထားလို့မယူရှင်းမှုပြုဆောင်ပါလေနိုင်ငံရေးလောကမှာဘယ်ဟာမှမယူသားဘူးဆိုတဲ့စကားလည်းရှိပါလေဒါအပြင်ဒီမျိုးချနိုင်ငံရေး platform ပေါ်မှာနေရတဲ့မြင်ကွင်းတွေချက်ပုံမရှုပ်ထွေးတာကိုလည်းတွေ့ရပါတယ်ဒါတွေဟာကျွန်တော်တို့ဒီတွေးတော်လာရဲ့အခင်းချင်းပေါ်မှာတက်ရောက်မှုရှိပါတယ်ဒါကြောင့်စစ်ကောင်စီရဲ့အတူအယောင်ရွေးကောက်ပွဲကိုစန့်ကျင်ကြုံများနဲ့လုံလောက်မှုရှိမှာမဟုတ်ဘူးဆိုတာကိုလည်းနားလေတော့ပေါ့ကြမယ်လို့ထင်ပါတယ်အတူအယောင်ရွေးကောက်ပွဲအခင်းချင်းဟာပြည်တွေကတော်လှန်ရေးအင်အားစုတွေနဲ့စင်ခေါ်ချက်အချို့ကိုသိလာနိုင်တယ်ဆိုတာကိုလည်းထပ်တဲ့ထားဖို့လိုပါတယ်ဒါကိုသတိရှိနဲ့အမျှော်မြင်ကြီးရှုမြင်ပြီးတော့ကျွန်တော်တို့အားလုံးနိုင်ငံရေးလက်ဦးမှု preemptive ရယူပြီးလုံဆောင်နိုင်ဖို့ရှုတင်ပြင်ဆင်စဉ်းစားဖို့လည်းတိုက်တွန်းလိုပါတယ်နောက်တဲ့ဗီဒီယိုတစ်ပုဒ်ကတော့ကျွန်တော်ဘောမကြော်စိုးမှုကို9မင်းဆိုရင်ဘယ်လိုပညာပေးလဲတူကြည့်မယ် အောင်ဆန်းစုကြည်ရဲ့တာဒေါ်အောင်ဆန်းစုကြည်ရဲ့တာဖြစ်တဲ့သူကသူ့မေသေသွားပြီလားပေါ့သူ့မေထောင်ထဲမှာကွယ်လွန်သွားပြီပေါ့ဗျကွယ်လွန်သွားပြီဆိုပြီးတော့ဒါအချိန်ကိုက်ပြောဆိုတာတွေ့ရတယ်အဲ့ဒီအချိန်ကိုက်ပြောဆိုတာကလည်းပြောဆိုရတဲ့အကြောင်းရင်းကလည်းကျွန်တော်တို့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ရွေးကောက်ပွဲကကျွန်တော်28ရက်နေ့စတော့ပါဆိုတော့အချိန်ကလှုပ်လိုက်တော့ခေါင်းလောင်းလေးတိလိုက်တော့တိုးတော့လည်းပဲသူ့ရဲ့ခေါင်းလောင်းတိတာဘယ်သူမှလည်းစိတ်ဝင်စားဘူးသူတို့အုပ်စုပဲစိတ်ဝင်စားတယ်ပြည်သူလူဘယ်သူမှစိတ်ဝင်စားဘူး ဘုရားရဲ့ဘကဒီကျော်စိုးဦးလို့ကျော်မျိုးမင်းလို့တော့ရှိသေးတယ်ဒီဘူးလက်လာဆိုရင်ဒီကောင်တွေကဘုံတန်းတရားတွေဟာပစိမ့်ဖို့ဆိုရင်ဒီကောင်တွေတရားမရှိ ဒေါ်အောင်ဆန်းစုကြည်ကိုမေ့နေကြတယ်ကျွန်တော်လိုက်မေ့ကြည့်ဒေါ်အောင်ဆန်းစုကြည်မေ့နေကြတယ်အားလုံးကမရှိတော့ဒေါ်အောင်ဆန်းစုကြည်ကသူတို့ရဲ့စိတ်ထဲမှာမရှိတော့ ပြည်သူတွေရတဲ့ဒေါ်အောင်ဆန်းစုကြည်ကိုမေ့သွားပြီတဲ့ဟာအခုကသူပြောရတယ်ပြည်သူတွေကဒေါ်အောင်ဆန်းစုကြည်ကိုမေ့သွားပြီတဲ့ကိုကျော်စိုးရဲ့ခင်ဗျားနဲ့ခင်ဗျား ငါမင်းစိတ်ကစ်ပြီနော်တေချာနားတော့ ခင်ဗျားလေမပြောအောင်ဒီအဲ့တော့တလုံးကပဲဒေါ်ဆန်းစုကြည်ကျမ်းမာရေးလေးပါကြမကောင်းဆိုတာနဲ့ခင်ဗျားပြည်သူတွေကတခါလိုင်းပေါ်မှာအကုန်လုံးအုံချွတ်ဖြစ်ကုန်လာလေနော်ခင်ဗျားလည်းတွေ့မှာပဲဘယ်လိုလုပ်မေ့မှာလဲနော်ဘယ်လိုလုပ်မေ့မှာပဲနော်ဘာကြောင့်မမေ့လဲခင်ဗျားသိလားဟမ်ကျွန်တော်ခင်ဗျားမြင်တာကိုကျွန်တော်ပြောပြမယ်နော်ခင်ဗျားအမေကိုဟုတ်လားခင်ဗျားကိုမွေးရတဲ့ခင်ဗျားအမေပေါ့နော်ဟိုခင်ဗျားအလုပ်တွေများနေတော့တခါကျနေ့တိုင်းသတိရကြမှာရအောင်နော်သိမေ့တဲ့အခါမေ့နေနော်ခင်ဗျားအမေကိုအလုပ်များနေဒါပေမဲ့ခင်ဗျားအမေကအကြောင်းတစ်ခုခုကြောင့်အကျဉ်းတောင်ထဲမှာအကျဉ်းချခံထားရရင်ခင်ဗျားအမေအကျဉ်းတောင်ထဲရောက်သွားရင်ခင်ဗျားနေ့တိုင်းသတိရလိမ့်မယ်နော်နေ့တိုင်းသတိရလိမ့်မယ်ငါအမေကျမ်းမာကြီးမှကောင်းရလားငါအမေ
အစားတော့များဆင်ပြေရလားငါမေအနေထိုင်ဆင်ပြေရလားနော်တတိယမယ်နောက်ပြီးတော့ခမည်းနဲ့ခမည်းမေနဲ့ထောင်မကြခင်ကတွေးခဲ့တဲ့ဟာလေးတွေခမည်းပြန်တွေးမိမယ်ခမည်းဝန်းနေတာခါဝန်းနေမယ်နော်ခမည်းအမေကိုတွေးချင်တိုင်းလည်းမတွေးရဘူးနော်အဆက်အသွယ်တွေဖြတ်တယ်ဟုတ်လားဘာမှထောင်တဲ့အပြင်နဲ့ဆိုတာအဆက်အသွယ်တွေပြတ်နေတယ်အဲ့ခါကျခမည်းမေကိုခမည်းနေ့တိုင်းတတိယလိုက်ခမည်းမေထောင်ကြသွားတယ်အဲ့ဆိုခမည်းသဘောပေါက်အေးအခုလည်းဒီလိုပဲเนาะအမစုကိုเนาะသူတို့အမေလိုသဘောထားတဲ့ညီမပြည်သူတွေရှိတယ်เนาะအဲ့ဒါသူတို့အမေထောင်ကြတယ်လို့ဟာသူတို့အမေအထဲထဲမှာရောက်သူတို့မမေ့ဘူးเนาะသူတို့အမေနဲ့သူတို့အရင်တော့ထောင်မကြခင်အပြင်မှာဆုံတွေ့ခဲ့ကြတာတွေအဲ့ဒီတရားသူတို့အမေဟောပြောပွဲတွေမှာတွေ့ခဲ့ကြတာတွေမဲဆက်အဲ့ဒါတွေသူတို့ပြန်သတိရတယ်ပြန်ပြီးတော့သူတို့အမျိုးတန်းတာတယ်ထောင်ထဲရောက်နေပူသတိရတယ်မမေ့ဘူးမတော်တော့မြတ်ခမည်းအမေထောင်ကြပြီးတော့ခမည်းအမေအဲ့ထောင်ထဲမှာသိရောရင်ခမည်းပူမမေ့ဘူးခမည်းဘတော်မှမမေ့တော့ဘူးဟောငါမေထောင်ထဲမှာသိပြီးတော့ခမည်းဝန်းနဲ့ပတ်သက်ဖြစ်ပြီးခမည်းအဲ့ဒါဘတော်မှမမေ့တော့ဘူးသဘောပေါက်လားနော်ခမည်းအမေထောင်ထဲမှာသိသွားတယ်နော်အဲ့ဒါဆိုခမည်းသဘောပေါက်တော့ကြားတယ်နော်ဘိုးဘရက်ကွက်ကကြော်စိုးဒီဗီဒီယိုတေချာကြည့်ပြီးတော့မင်းနားထောင်နော်ကဲကျွန်တော်ရဲ့တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲကျွန်တော်လည်းအတူတူစောင့်ကြည့်လိုက်ကြည့်ရှုပေးတဲ့မိဘပြည်သူတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်